ဘုံဘုံတို့ဒီပွဲရအဓိကပွဲပဲသူ့နဲ့ပွဲကြီးကြတော့၄နာရီရကိုကြီးအဓိကကြဒါတွေကဘုံဘုံတို့ဒီလာကမ်းမဟုတ်ဘူးသမာဓိကမ်းမဟုတ်ဘူးသံဃာနဲ့ပညာကမ်းသွားတာသမာဓိကမ်းကလက္ခဏာကမ်းကိုသွားတယ်ဒါဘုံဘုံတို့နားလည်သွားအရင်တော့ကတော့သံဃာမှမသိဉာဏ်ကမ်းမှမသိသမာဓိကမ်းမှမသိဒီလိုပဲစပြီးတော့ကျင့်ဒီလိုပဲကျင့်ညာဒါဘုံဘုံတို့လည်းမသိခဲ့ဘူးဒီလိုရောက်တော့မှဒါကဇံကံဒါကသီလကံဒါကသမာဓိကံဒါကလက္ခဏာကံဒါကဇံကံဒါကဉာဏ်ကံဆိုတော့အခန်းကြီးသူကဏ္ဍနဲ့သူဘုံဘုံတို့လည်းသိကြကြားလာတော့သဘောတွေပေါက်လာတယ်လေပေါက်လာတော့သုတ္တဝါအရိယသာဝကောသုတ္တနဲ့ပြည့်စုံရင်အရိယသာဝကဖြစ်သုတ္တပြည့်စုံသုတ္တဒီဘာသုတ္တလဲမိမိတို့ခန္ဓာမှာဉာဏ်ရောက်တဲ့သုတ္တပဲကိုယ်ကပညာနဲ့သိတဲ့သုတ္တဒီကခန္ဓာကိုဉာဏ်ရောက်ဖို့အတွက်သူလည်းသုတ္တပဲဘာလို့လဲဆိုတော့ယောက်ျားမိန်းမလို့ပြီးတာကလည်းပြညာပဲယုံနာခန္ဓာဓာတ်သစ္စာတွေပြီးတာလည်းပြညာပဲယုံနာခန္ဓာဓာတ်သစ္စာမတ္တိဖို့တွေသောတာပန်သရဂံနေနာဂံနေသဟနာတွေဆိုတာလည်းဒါလည်းပြညာပဲဒါနဲ့ဘာပြညာလဲဝိသမာနိနာပြညာဝိသံနယ်ကသုံးတဲ့စကားတစ်ခုပဲယုံနာနုခန္ဓာအာယတနာဓာတ်သစ္စာပရိစ္ဆသမုပ္ပါဆိုတာဒါအရိယာနယ်နေမှာခေါ်ပြောဆိုတဲ့စကားပြညာပဲငါတို့ကယောက်ျားမိန်းမပုဂ္ဂိုလ်တ attva အသက်လေးပြရှိနေတဲ့အသည့်ဒီသစ်တင်မြင်သစ်တင်သိတယ်ဆွေမျိုးကိုယ်စီချက်မြင်ချက်ပြီးတဲ့ဥစ္စာကဒါလည်းပြညာပဲဒါပဲနဲ့သူ့ကြတော့အဝိဇ္ဇာမာနိနာပြညာအဝိဇ္ဇာနဲ့ပြီးတဲ့ပညာတွေပေါ့ယုံနာခန္ဓာဓာတ်သစ္စာတွေပြီးတာကဝိဇ္ဇာတွေပြီးတဲ့ပညာပဲသူလေဝိဇ္ဇာဉာဏ်ပေါ့အဲဒါဝိဇ္ဇာတွေမှာစေဝိဇ္ဇာယဝိဇ္ဇာဗရာဝိဇ္ဇာမနာဝိဇ္ဇာသမဝိဇ္ဇာဝိဇ္ဇာတွေအများကြီးရှိတယ်ဒါမှလည်းဝိဇ္ဇာကဝိဇ္ဇာတွေမှာအရိယဝိဇ္ဇာကအထက်ဆုံးမပေါက်ဖို့ဝင်နေသွားတာဒါအရိယဝိဇ္ဇာတွေဝိဇ္ဇာဆိုတာအတက်ပြီးတဲ့ပုဂ္ဂိုလ်လို့ခေါ်တယ်ဝိဇ္ဇာဆိုတာဗမာလိုဘာသာပြန်လိုက်တော့အတက်ပြီးဘလို့လို့အတက်ပြီးတော့ဒါနဲ့လောကီဝိဇ္ဇာတွေဘာတွေတက်ပြီးတဲ့32ခုမှာလောကလူသားတွေပြည့်ညတ်ပေါ်ကနေပြီးတော့သူတို့အတက်ပြီးတော့ဒါလောကီဝိဇ္ဇာအရိယဝိဇ္ဇာတွေကဒီကလန်ညာသောခန္ဓာကိုယ်အတွင်းမှာအကုန်လုံးရုပ်တွေရောနာမ်တွေရောခန္ဓာ၅ပါးရုပ်နာ2ပါးဖြစ်ချင်းပြချင်းနေအကြောင်းအကျိုးတွေဆက်သွယ်ပုံတွေရုပ်ကြောင့်နာမ်အကျိုးတွေဆက်သွယ်ပုံနာမ်ကြောင့်ရုပ်အကျိုးတွေဆက်သွယ်ပုံရုပ်ကြောင့်ဘောနဲ့ရုပ်အကျိုးဆက်သွယ်ပုံနာမ်ကြောင့်ဘောနာမ်အကျိုးဆက်သွယ်ပုံဒါတွေဟာဒီသူမှသိနိုင်တာမဟုတ်တာအရိယာတွေမှသိရတဲ့သစ္စာဖြစ်တဲ့အရိယာသစ္စာတိမေဘိက္ခုဆိုတဲ့ဒီဘုန်းကြီးကဓမ္မစကြာရမှာအရိယာတွေမှသိရတဲ့သစ္စာတွေဖြစ်ပါတယ်။တောင်းယမိပွဲဟာ3နာရီစခန်းလို့တာခေါ်တယ်။သူကပညာပွဲပါ။ဉာဏ်စခန်းနေနဲ့သွားတော့မယ်ပွဲဒီဒါတွေကဘာနဲ့သွားမလဲဉာဏ်စခန်းကြတော့ဇံကန်းနေနဲ့သွားဉာဏ်ကိုသွားခြင်းဇံနဲ့သွားလက္ခဏာကိုသွားခြင်းတတိနဲ့သွားတတိဥသိပြီးတော့သွားဒါနဲ့ဒီဇံကန်းမှာတတိမပါလို့လားတတိကပို့ပေးလိုက်တာသီလကပို့ပေးလိုက်တယ်သမာဓိပြည်အောင်ဒါသူကိစ္စသီလဆိုတာသမာဓိပြည်အောင်ပို့ပေးတဲ့ရင်တစ်ခုပဲဒါလေးတွေပညာနဲ့ပေါ့လေတကယ်မသိရင်တော့ပညာနဲ့သိအောင်သီလဒီသမာဓိကိုတွန်းပို့ပေးလိုက်တဲ့ရင်တစ်ခုပဲသီလကလည်းသမာဓိကလည်းပဲဘယ်လိုဖြစ်လာလဲဆိုတော့တတိရှိကိုပို့ပေးလိုက်တွန်းပို့ပေးလိုက်အောင်းအပိနဲ့တတိခွဲသွားရင်ဒါတော်တော်နေလို့ထိုင်လို့ကောင်းတယ်အဲဒီတော့ဒီတတိရလာတဲ့အခါကျတော့ဒီတတိဥသိပြီးတော့ကာယဘောမှာတတိဝေဒနာဘောမှာတတိစိတ်ကဘောမှာတတိဓမ္မဘောမှာတတိဆိုတဲ့တတိပဋ္ဌာန်တရား၄ပါးရှိဒါလေးတွေအခြေခံမှုတော့ပုံပေါ်ဒီနေ့မနက်ကတော့ဒါအခြေခံလေးနဲ့ဟောပြီးတော့မှသဘောပေါက်မှရှင်းတော့ပိုကောင်းတာပေါ့ဟုတ်ပြီရှင်းအားရှင်းဆိုလို့ဒါရှင်းတယ်အယူဝဆသဘောမပေါက်လို့ရှိရင်မြောက်အောင်ကြီးရတာလို့ပဲအောင်ကြီးတော့ကောင်းမှန်းသိတယ်ဘယ်ကနေစပြီးတော့ဘာလို့မှမသိဘူးမြောက်အောင်ကြီးရတယ်လို့ဖြစ်တတ်တယ်ဟ
ဟိုးစားပြီးတော့ကျင့်ကြံတော့ဘူးလုံးနဲ့မထွေးနဲ့ဘုံဘုံတို့ဒီ9ရက်ဒီမှာဒါဒီဓမ္မယုံကိုပြည့်ကြနေတာဘုံဘုံတို့အစိုးရနှစ်ပတ်လောက်ကကျွတ်တင်ရလူမဆန်အဲ့ဒါကဘာလဲဆိုတော့အရေးအတွက်တွေနဲ့ကြာပြီးသွားအခုကအရေးအတွက်ကနေအရေးချင်းကိုဝင်လာအရေးချင်းပြည့်ပြည့်နဲ့ကိုယ်တိုင်ကိုသိကျင်တဲ့ဆန္ဒရှိမှမြတ်စွာဘုရားတောထွက်ရတာဆန္ဒမပါဘဲနဲ့တောထွက်လို့မရဘူးဒါဟိုမှာတော့နိငိုလဲသုတ်ကန်ကြီးရတာမြင်းကြီးစဲမောင်ဆံပေါ့ဒီဆန္ဒမပါရင်တောထွက်လို့မရပါဆန္ဒပါမှတောထွက်လို့ရဒါမို့ဆန္ဒကလည်းအကြီးကြီးသေးတယ်အခုမိမိတို့လာကြတာဒါတကယ်ဆန္ဒတွေနဲ့လာခဲ့ကြတာကာမဂုဏ်တော်ကိလေသာတော်လောဘဒေါသမောဟဇာကဆိုတဲ့တောကိုကပြီးတော့လွတ်မြောက်အောင်ဖတ်ဖို့အတွက်ဆန္ဒအရေးကြီးတဲ့တရားပေါ့သတ္တာဆိုတာယုံကြည်မှုငါဒီဘွဲမှာတော့ပြည့်အောင်လုပ်မယ်သိအောင်လုပ်ဘာတွေသိရမှာလဲဒီခန္ဓာမှာအရှိလို့အရှိတာတွေကိုသိအောင်လုပ်တာမြင်အောင်လုပ်တာမြင်တာမျက်စိလုံးနဲ့မမြင်ပါဘူးဒီမျက်စိလုံးကြီးကအပြင်ပြည့်ညတ်တွေလျှောက်မြင်တဲ့မျက်စိပရမမျက်စိကညာနဲ့မြင်တဲ့မျက်စိညာမျက်စိအရေးကြီးတာပေါ့အဲ့ဒါညာမျက်စိရအောင်အခုကညာစခန်းနဲ့သွားမယ်ညာစခန်းနဲ့သွားတော့သံဃန်းကိုယူရဒါညာစခန်းတက်တော့ဇန်နဲ့သွားဒါဟုတ်ဒီဝိဇ္ဇာဒီဟွန်လင်းကနေပြီးတော့ဘုံဘုံလို့ကာမ7ပုံကိုသွားတဲ့အခါကျတော့အပေလေးဘုံလူဘုံနတ်ပြည်6တက်ကာမ7ပုံကိလေသာနဲ့နေတော့သူကတတိနဲ့သွားအဲ့ဒီကလွန်မြောက်တော့ပရမဇန်ဒုတိယဇန်တတိယဇန်သတုတ္တဇန်ပြစ္ဆမဇန်ဒါတွေကြတော့ဇန်နေနဲ့တက်တော့တာပဲဒါဇန်မပိုင်မရတော့ဇန်ဆိုတာကောင်းကင်မြေရှုတဲ့မှပြီးဘုံဘုံနဲ့ရှင်းရတာကောင်းကင်မြေတက်ခဲ့တယ်မြေကြီးတော့မရှုပါဘူးဟိုကောင်းကင်မြေလည်းတက်ခဲ့ဘူးတယ်ဒါဘုံဘုံကိုတွေ့ကိလေသာသိမလားလို့လုပ်တာမသိပါဘူးဒါတွေကလောကမှာတော့တကူကြီးတာပေါ့လောကတကူကြီးတဲ့အရာတွေဘာလို့ကိုလုံးမှလဲသံဃာရဲ့လွတ်မြောက်တဲ့အလုပ်ကဘုံဘုံလိုချင်လို့ဒါတွေပယ်ပြီးတော့ကျင့်တော့မှဇန်ဆိုတာနားလဲလားအရင်တော့အသိကဇန်ဆိုတာဟာမြေရှုမိုးပြန်ကောင်းဝင်ပြန်တဲ့ဇန်လို့ဒါဘုံဘုံနဲ့ထင်ရတာမဟုတ်ပါဘူးဇန်ဆိုတာနိဝရဏတရားတွေရေးရတာကိုဇန်လို့ခေါ်တယ်ကိုယ်အတွင်းအိသတ္တမှာရှိတဲ့လောဘတွေဒေါသတွေမောဟတွေຢာကတွေအဲ့ဒီစိတ်ကိုလောင်ကျွမ်းတော့ဇန်ကလောင်ကျွမ်းပြီးလိုက်အဲ့ဒီတော့စိတ်ထဲမှာဗလာဖြစ်သွားတယ်အဲ့ဗလာနိဗ္ဗာန်ပေါ့အဲ့ဒါကိုဇန်လို့ခေါ်တယ်နှုတ်နဲ့ယောဂီတွေမှာဥပ္ပံသောကပရိဒီဝတွေနဲ့ဒီယုတ်ကြီးတဲ့နေရတယ်အတွင်းအိသတ္တနံတရားမှာလေသောကပရိဒီဝဆိုရင်လည်းစိတ်တွေဝိကဝိသရဒီနဲ့ရောပြုံးပြီးတော့ဟောဒီယုတ်ကြီးတဲ့မှာနေရတာအဲ့ဒီစိတ်ကိုပဲငါဖြစ်နေတယ်အဲ့ငါဆိုတဲ့ဒိဋ္ဌိတစ်လုံးကိုချုပ်ချင်လို့ငါလို့ယူထားတဲ့အယူပေါ့အယူမှားတယ်ဒီယုတ်ကြီးကငါမဟုတ်ကြောင်းဒီနာကလည်းငါမဟုတ်ကြောင်းကိုသိကြမှာရုပ်ပေါ်လည်းကြည့်လိုက်တော့ငါလို့ယူအောင်နဲ့ဖောက်ပြန်တဲ့အတုံးကြီးအတုပနဲ့ကြည့်တော့အတုပရုပ်နဲ့ကြည့်တော့ဖောက်ပြန်တဲ့ရုပ်32ကောတာနဲ့ကြည့်တော့လည်းပဲပြုတ်ပုတ်ဒီပုတ်ဒီနဲ့နေတဲ့ခန္ဓာဒါနဲ့ကြည့်ကြည့်ဒါတွေကတွေ့လာပါလေဘယ်လိုပဲဖြစ်ဖြစ်ပါရမီကြောင့်လေရောက်လာကြတာဒါပါရမီမရှိတဲ့နဲ့ဒီခန်းကိုမတက်နိုင်ပါဘူးဘလောက်ပဲကြိုးစားအကြောင်းတစ်ခုကြောင့်ပြတ်ကြနေကြလေဒါကုသိုလ်ထူးတဲ့ပုဂ္ဂိုလ်ဒူးတွေမှာဒါလာချက်တာမထူးပဲနဲ့မချက်နိုင်ပါဘူးထူးအောင်လဲဘုံဘုံလို့ထူးတဲ့ထူးအောင်လဲလုပ်တာဒါဘုံဘုံမှာဒါဘုံဘုံနဲ့ဉာဏ်သွားတွေရှိပါတယ်အဲ့ဒါကြောင့်မလို့အများဆုံးအားဖြင့်ယောဂီတွေမှာဓမ္မလေဝေဒနာမှာလေမှာပေါ့ဝေဒနာမှာမှတ်တာပါအထုတ်ကြီးမျိုးမျိုးရှိဝေဒနာပေါ်မှာအရိယာဘုတ်ဖုံးသွားတဲ့ချုပ်ကြီးရှိညောင်းနေညာတွေဖြစ်လာတယ်ပြင်လိုက်တယ်ခန္ဓာမျိုးတော့ခန္ဓာပေါ့လေဒီခံပြီးတော့ရှုနေတယ်ရှုမှတ်မှုတွေနဲ့နေကြစိတ်မခံနိုင်တော့ဒါလေးအတိကပြီးတော့ပြင်လိုက်ဟိုဒီဝေဒနာပြောက်သွားကိုယ့်အကိုရှုမှတ်မှုလည်းပြန်နေတယ်အဲ့ဒါကဘာဖြစ်လဲဆိုတော့ပညာကျုပ်ပဲဖြစ်တယ်အရိယာဘုတ်ဖုံးသွားသူဘယ်လို့မှဒီဓာတ်တလုံးရဲ့အနိစ္စကိုမမြင်နိုင်ပါဘူး
ဒီပုဂ္ဂိုလ်ကဟောပြင်းနေတဲ့အတွက်ဒီဓာတ်တစ်လုံးရဲ့ပေါ့အောင်ဘုံဘုံတော့ကြားကြတယ်ဒါပေမဲ့လို့သူကဒီညောင်းညညာတာကိုအပီလေးနဲ့ပြောင်းပြင်းရတယ်ဆိုတော့အပီနဲ့ပြောင်းပြောင်းပြန်တော့ဒီညောင်းညညာတာကြီးကပြင်းလို့ပျောက်သွားတဲ့အတွက်ပညာနဲ့သွားလို့ပျောက်တဲ့နည်းဒါပညာနဲ့ပျောက်တဲ့နည်းခေါ်တယ်ပညာနဲ့ချုပ်ဒါတော့မပြင်းဘူးဒီလိုဆိုရင်ငါမပြင်းဘူးပဲရအောင်ကြိုးစားမယ်ဆိုပြီးတော့ဝေဒနာတွေတက်လာတယ်တက်လာတဲ့ကမပြင်းဘူးဒီကတ်တက်ပြီးတော့တစ်ခါလဲအတစ်ဖြစ်ညှစ်ပြီးတော့တစ်ခါတော့ချုပ်ယူလာအဲ့ဒါကြတော့လဲဘာဖြစ်သွားလဲဆိုတော့အတ္တကျုပ်ကြီးဖြစ်နေတယ်ရောပြင်လာတော့မပြင်လာတော့မှန်သားနဲ့ဒီထဲမှာဒီဝေဒနာကိုချုပ်အောင်မပြင်အောင်ဆိုတော့သူကပေကပ်ပြီးတော့တခါအောင်ခံတောင်းခံတင်းခံပေခံကပ်ခံပြီးတော့ပေးတည်ကပ်ပြီးတော့စိတ်ကိုညှစ်ချလိုက်တာဒါဘာမှမလုပ်ခဲ့ဘူးတဲ့ဝေဒနာကိုမခံနိုင်လို့စိတ်ကိုတခါအတင်းညှစ်ချလိုက်ဆက်ဆိုချုပ်တော့ဒါချုပ်ဘူးတဲ့ဘုံဘုံတို့ဒါအတ္တချုပ်ပြီပေါ့မပြင်းတော့မပြင်းမဲနဲ့ချုပ်တယ်ဆိုတော့အဲ့လိုချုပ်တယ်မှပြီဘုံဘုံတို့ချုပ်ခဲ့ဘူးတဲ့ဒါအတ္တချုပ်ဒါမှတ်တာပါနော်အချုပ်ကိုဒီဝေဒနာပေါ်မှာချုပ်နည်းဒါပညာနဲ့မှတ်တာပါဒီလိုလဲဖြစ်မှဆိုတယ်အဲ့လိုလည်းမချုပ်ပါဘူးဒါဖြင့်ပညာနဲ့မချုပ်တဲ့ဇံကျုပ်လာကြတယ်ခုနအတ္တကျုပ်ကနေပြီးတော့ဇံကျုပ်လာကြတယ်အဝေဒနာတက်လာတဲ့အာနာပါနရှူတယ်ရှူလိုက်တော့စိတ်ဆိုတာနှစ်စိတ်မရှိဘူးတစ်စိတ်တည်းရှိဝေဒနာပေါ်သွားပြီးတဲ့အာယုံပြီးတဲ့စိတ်ကလေးကအာနာပါနရှူလိုက်တော့အာနာပါနဝင်လေထွက်လေရှိကိုစိတ်ရောက်လာဝင်လေထွက်လေရှိစိတ်ရောက်လာတော့စိတ်ကဟိုမှာတင်းနဲ့တောင်းနေချင်မရှိဘူးဝင်လေထွက်လေရှိရောက်လာတော့ဟိုဝေဒနာပေါ်လွတ်ဇံပေါ်မှာတည်းရှူလေးပေါ်မှာဇံတင်ပြီးတော့ရှူလေးပေါ်မှာစိတ်ကလေးတင်ထားတော့စိတ်ဆိုတာဘယ်မှမပြေတော့ဘူးဟိုမှာအောက်ကိုကြောက်သွားတယ်လေလေးပုံကိုသူပေါက်သိကြောက်သွားတယ်လေးပုံဆိုတာဟိုလောကလို့ပြောမယ်အပယ်လေးပုံပေါ့ဒီမှာတော့ဘုံဘုံနဲ့လေးပုံကဓာတ်ကြီးလေးပါပေါ့ဒီဓာတ်ကြီးလေးပါအောက်ရောက်သွားလို့ရှိရင်ရှိရောက်သွားရင်ဒီလေးပုံရောက်သွားတရားမှချမ်းသာခွင့်မရှိဘူးအောင်အပယ်လေးပုံရောက်ရင်ချမ်းသာခွင့်မြူမှမရှိပါဘူးဒါပရမတ်ဘက်ကခေါ်တာပညာဘက်ကတော့ငရဲတိရစ္ဆာန်ပြစ်တာသူတွေပေါ့ဗျာဒါကဟိုလောကလူတွေရဲ့အတိဘုံဘုံတို့အရိယဝိဇ္ဇာတွေအရိယဖြစ်မဲ့ပုဂ္ဂိုလ်တွေသိတာကဓာတ်ကြီးလေးပါ၄ပုံဒီ၄ပုံတော့ရောက်ကြမှာကြီးတဲ့ဘုသူကြီးကအခုစကမ်းမှာလေးဘလောက်ပဲသွားရောက်အောင်ပါပဲ၄ပုံကလွတ်ကျင်တော့ဇန်နဲ့သွားကာမ7ပုံကြတော့ကိလေသာနဲ့ရောပြုံးနေတဲ့အတွက်ငရဲပဲ၄ပုံလူပုံနတ်ကြီး6ဓာတ်ကကာမဂုဏ်နဲ့ရောပြုံးနေတဲ့နေရာတတိနဲ့သွားတဲ့အတွက်ကြောင့်လို့သူကသုံးကြီးဆန်းကြီးဒီစိတ်ကလေးကဖြစ်နေတယ်၄ပုံနဲ့ကြောင်းရောက်တယ်ကုသိုလ်စိတ်ဖြစ်တယ်အကုသိုလ်စိတ်ဖြစ်လိုက်ဒါလူပုံလေးကြောင်းရောက်တယ်အကုသိုလ်စိတ်ရှိမရှိပဲနဲ့မြင်နေကြတဲ့ဘုံမှာကုသိုလ်စိတ်ကလေးနဲ့နေတယ်ဟောနတ်ကြီး6ကမျက်စိနာနာလျာကုန်တော့ဒီ6ပေါက်6တော်ရမှာသူကတီးလာဒီပေါ်မှာပဲပုံစံခေါ်တာအဘိဓမ္မာနားလဲရင်အဘိဓမ္မာတွေသင်ထားတဲ့ပုဂ္ဂိုလ်ဆိုရင်ဘုံဘုံအခုလိုဟောလိုက်ရင်ထင်းထင်းနဲ့ပေါက်ပါသဘောပေါက်အဘိဓမ္မာဆိုတာဒီခန္ဓာကိုဟောတယ်အခုဘုံဘုံဟောတာဒါအဘိဓမ္မာပဲဒါလည်းအတိအကျလက်တွေ့ကြဟောတဲ့အဘိဓမ္မာအဲဒီတော့ခုနကအာနာပါနရှူလိုက်ရင်အရှူကောင်းလာရင်ဒီညောင်းညတယ်လေလုံးဝမရှိတော့ဟာတဲ့ဟုတ်ပါလားအဲ့ဒါကြတော့ဇံကြုတ်ကြီးဖြစ်နေပြန်ရောဒီကလူတွေကနောက်ကြံရတာပဲဘာလဲဆိုတော့မင်္ဂလာတုံးမှာလို့ပေါ့မင်္ဂလာတုံးကမှဘယ်လိုဟောလဲဒါလူတိုင်းသိပါတယ်ဉာဏ်မင်္ဂလာဒွါရတဤစိန်င်းလူသတ္တေဝကသစ္စာနာနာရိပိသတိအထစိတ်သေးသမင်္ဂလာဒေဝိတံဒေဝဒေဝိနာသဗ္ဗဘာပဝိနာတနာသဗ္ဗလောကဟိတထာယမင်္ဂလာတံပနာမဟေဆိုတဲ့အစချီလိုက်တဲ့မင်္ဂလာတော့38ကျမ်းမှာဉာဏ်မင်္ဂလာအကျင့်လိုက်ဒွါရတဟိ32နှစ်ဒုက္ခလာပါလို့စိန်ရင်းကြံ့ရတယ်ဘယ်လိုလဲဒေဝဒေဝိနာလူတွေနဲ့ဓမ္မတွေပေါ့လူတွေနဲ့ဓမ္မတွေအားတဲ့ဒေဝဒေဝသဗ္ဗဘာပဝိနာတနာအလုံးစုံပေါ်မှာသဗ္ဗဘာဝိနာတနာသဗ္ဗလောကဟိတတယမင်္ဂလံတမနာမဒီမင်္ဂလာတရားကိုမြည်သူမှမရဘူးဆိုတာဒကာကြီးတို့သိကြပါလားဒကာကြီးဘောင်းမြင်လို့ဆိုပို့ပြီးတာပေါ့ဆရာကြီးတွေပဲအဲဒီတော့ဒီလိုနဲ့သိလို့မရဒီတရားဗုဒ္ဓတရားတွေကကောင်းတယ်အယူဆဟောဉာဏ်စခန်းနဲ့ခေါ်နေတဲ့အယူဆတွေကိုကိုကနားမလဲဘုံဘုံလည်းနားမလဲပဲအဲ့ဒါရမင်္ဂလာအကျဉ်းကနဲ့ဓဝါရတ္တဟိ
ဂါရတဆိုတာဘာပြီးလဲတရားကြီးဂါတတဆိုတာဘာကိုပြီးလဲဂါရတဉာဏ်မင်္ဂလာအကျင့်ခဏဂါရတဆိုတာ7နှစ်ကိုပြီးတယ်ဟုတ်တယ်မလားဟိုကဂါရတရှိ7နှစ်တို့ကာလပါလို့ဆို7နှစ်မှာနှစ်တလုံးထည့်လိုက်တော့7နှစ်ပြတ်သွားဒါလောကီနေမှာမှားပါတယ်သမုဒိသစ္စာလည်းပယ်လို့မရဘူးဗျတော့ပယ်လည်းမှားတယ်တော့တွေ့လည်းမှားတယ်ပယ်မှားတွေ့မှားတယ်အမှန်ကိုသစ္စာကိုအမှန်ဒီတရားတွေရှုရဉာဏ်မင်္ဂလာကျန်လိုက်ဓဝရတ္တရှိဓဝရတ္တ7နှစ်မှာရှိဆိုတာရှိတယ်7နှစ်မှာရှိတယ်ဒါပေမဲ့ဟိုကစာပေမှာ7နှစ်တို့ကာလပတ်လုံးဆိုတော့လူတွေနဲ့ဒီဖရားလက်တဲ့ကုံတုံးဟာ7နှစ်တိုင်နဲ့ရှားကြတယ်တဲ့မင်္ဂလာကိုလူတွေနဲ့ဒီဓမ္မတွေရှားကြတယ်သစ္စာနာနာတိသံတိမရကြပါဘူးတဲ့ဟိုကသုတ်တန်ကတော့တရားကြီးတို့နားလည်ပါတယ်အဘိဓမ္မာနည်းနဲ့ပြန်ကြည့်လိုက်တော့ဂါရတဆို7နှစ်မှာရှားနေမင်္ဂလာပြည့်အောင်ရှားတယ်အခုတရားကြီးတို့ကျုပ်တို့မင်္ဂလာဒီတရားတွေမသိမင်္ဂလာမရှိဘူးဘာလို့ဂါရတကြီး7နှစ်မှာရှားအတိတ်ကဘာနှစ်ပါးရှိလဲ6ပါးအသင်းတွေအတန်တွေအနတ်တွေအရာတွေအတွေ့တွေသဘောတွေဟုတ်တယ်မလား6ပါးကအတိတ်ကအခန္ဓာကမျက်စိနားနာလျှာကိုမနှော6ခုမရှိဘူးလားမိမိတို့ဒီခန္ဓာအတုံးကြီးမှာလေမျက်စိလည်းရှိတယ်နားနှာခေါင်းပါးစပ်ကိုမနှောဘယ်နှခုရှိလဲ6ခုမျက်စိရှိရင်ဘယ်လိုလာတိုက်လဲအသင်းလာတိုက်တယ်အတိုက်ဟိုကဓမြတွေနော်လာတိုက်မှာပဲဒီခန္ဓာရေဝင်တိုက်မယ်နားရှိရင်အတန်တိုက်နှာခေါင်းရှိရင်အနံ့လာတိုက်တယ်ရှာဆိုတဲ့ဗသက်ရှိရင်ရတာလာတိုက်ကိုယ်ဆိုတဲ့ဒီခန္ဓာကိုယ်ရှိရင်အတွေ့တွေကလာတိုက်ဒါမို့ဖုဒ္ဓဘာအာယုံနဲ့ထိတွေ့တဲ့ပုဂ္ဂိုလ်ဟာကိုယ်တွေ့ကြတာမခံနိုင်ပါဘူးအခုဒါဖုဒ္ဓဘာအာယုံကာမကိုဖုဒ္ဓဘာအာယုံနဲ့ထိတော့ရင်ဖုဒ္ဓဘာဆိုထိတွေ့ဟုတ်တယ်မလားဒီကာယကိုယ်ကြီးအောက်ကမှနဲ့ဖုဒ္ဓဘာထိတွေ့လိုက်တဲ့အခါကျမခံနိုင်ပါဘူးလာတိုက်ဦးမှာပဲသူကလည်းအတိအတွေ့ရလဲဒီကာယကိုလာတိုက်ဦးမယ်တည်းမနှောကလည်းပဲကို့မှာမနှောရှိတော့ဒီမြင်နိုင်ကြတဲ့ပုံမှာသိထားတဲ့သဘောတရားတွေလာမတိုက်ဘူးလားတခါကြီးအိမ်ကိုတွေးကြည့်လိုက်စမ်းကိုယ့်အိမ်ကိုမသိဘူးလားသိလိုက်တာဟိုးကဒီကတခါကြီးကဟိုအိမ်ကိုလှမ်းကြည့်လာလားနှလုံးသွင်းလိုက်တော့ကိုယ့်ရဲ့ခန္ဓာထဲမှာဒီအိမ်ပေါ်တာလားစဉ်းစားကြည့်လိုက်တော့ဟိုကမနှောကဓမ္မလာတိုက်တာကိုဓမ္မကမနှောတာတိုက်တာဟုတ်တယ်မလားဒါပေမဲ့ကိုကဟိုအိမ်အောင်ကြည့်လိုက်တယ်မှတ်တာဟုတ်ဒီမနှောတော့နှလုံးသွင်းလိုက်တာမနှောကဓမ္မဒီဟိုလဲဟာဒီမနှောဘူးလားဘလို့မတိုက်ဘူးလားသဘောတရားတွေကလေဒီသဘောတရားသဘောဆိုတာပါလဲမြင်ခဲ့ဘူးတွေကြားခဲ့ဘူးတွေသိခဲ့ဘူးတွေနားခဲ့ဘူးတဲ့အရာတွေကသဘောတရားတွေပေါ့အဲ့ဒီသဘောတွေကမနှောမှာတွေးတိုင်းကြံတိုင်းမှာလာပေါ်အပြင်မှာပေါ်တာလားဒီအတွင်းမှာပေါ်တာလားဆိုတော့မိမိတို့အိမ်အောင်ပြီးအိမ်သွားပေါ်တယ်တဲ့ဒီမနှောမှာပေါ်နှလုံးသွင်းလိုက်တာဟုတ်ဗျာဒါဖြင့်ဒီသဘောတွေကလည်းပဲမနှောဘူးလားမတိုက်ဘူးလားဒါဖြင့်အတိုက်တကဘယ်နှပါလဲ6ပါးအခန္ဓာကဘယ်နှပါးရှိလဲအဲ့ဒီ12ပါးဆိုတဲ့ဓဝရတ္တဟိအဲ့ဒီ7ပုံမှာတိုက်တိုင်းပုံမှာလောဘစိတ်တွေဒေါသစိတ်တွေမောဟစိတ်တွေຢာကစိတ်တွေဖြစ်နေရင်မင်္ဂလာရှိပါမရှိဘူးနော်7ပုံမှာရှားနေတာနော်ဘုံဘုံတော့အပြင်7ပုံမှာရှားတယ်တင်တာဟုတ်ဒီကာယကိုကြီးရဲ့7ပုံမှာရှားနေတာလောဘဒေါသတွေနဲ့တိုက်တိုင်းမှာလောဘဒေါသမောဟကိုပယ်ခွာတာဒီတရားတောင်းဘုရားအဘိဝနာကဘာလနံစခေါ်တယ်ဘာလနံလူမိုက်တို့ကိုအဘိဝနာကဝိသောရှောင်ရမယ်ဒါလေသူကငါတို့အစမှာလေဉာဏ်မင်္ဂလာကျင်နဲ့အဘိဝနာကဘာလနံလူမိုက်ကိုအဘိဝနာကဝိသောရှောင်ရမယ်ဆိုတော့သမုဒိသစ္စာနဲ့မှာသကုပိစာအယတမမကောင်းတာတွေဒုစရိုက်လုပ်တဲ့ပုဂ္ဂိုလ်ဟာဒါဘာလနံမဟုတ်တယ်မလားအဲ့ဒီတော့ဘုံဘုံအရက်တွေတောက်မယ်ဆိုရင်ဒါလူမိုက်တဲ့ပါသွားဟုတ်တယ်မလားအဲမကောင်းတာတွေလုပ်မယ်ဒီသုခုတိုက်ခံမယ်ဆိုတာလူမိုက်တဲ့ပါသွားအကုသိုလ်တွေသတ်မယ်ဆိုရင်လည်းလူမိုက်တဲ့ပါသွားအဲ့ဒါဆိုရင်ဒါတွေးကြရတယ်နော်ဘ
ဘုရားတရားအတွေးစရာတွေအများကြီးရှိတယ်မတွေးဘူးလူတွေကလည်းရမ်းပြောရမ်းလို့ပညာနဲ့သိမှတ်တာပြောချင်ရတယ်ကြောက်ဘူးတော့ဟောကြရဟောအတွေးခေါ်ဉာဏ်ရှိတဲ့လူကြတော့သိစဉ်းစားတာပေါ့ဒီလိုဆိုရင်ဘုရားဟာမေတ္တာကရုဏာရှင်တစ်ပါးပဲဘာဖြစ်လို့ဘုံဘုံအရက်တော့တဲ့ဆိုဟာလူမိုက်ဆိုရင်ခင်ဗျားတို့အကျုပ်အရက်တော့တဲ့လူတွေရှောင်သွားတယ်လူမိုက်မို့ရှောင်ရမယ်ဆိုတော့ရှောင်အဲ့ဒီတော့ကျုပ်အရက်သမားနဲ့တခါကြီးတို့နဲ့ကိုရန်တိုက်ခဲ့တယ်လို့ဖြစ်ဘူးလားဗျာဟောဒီလိုပြောတာမဟုတ်ဒါသမုဒိသစ္စာကပြောတာပထမတ္တသစ္စာမှာကြတော့ဘာလဲနာလူမိုက်ဆိုတော့မျက်စိနဲ့အစင်းနဲ့တိုက်လိုက်တော့မှဒေါသစိတ်တွေဖြစ်ရင်သူတော်ကောင်းလားလူမိုက်လားဗျာဒါနဲ့ဒီရုပ်လားစိတ်လားစိတ်မှလာဖြစ်တယ်နော်အဲ့ဒီလူမိုက်ဒေါသစိတ်ကိုဘယ်လိုခွာမလဲမင်္ဂလာဖြစ်အောင်ရှာကြတာဒီစိတ်ကလေးလောဘစိတ်ဒေါသစိတ်မောဟစိတ်သတ္တဗာမိလေးတောက်လောင်တာဒီစိတ်မှာတောက်လောင်တာ96ပါးယောဂဝေဒနာတွေဖြစ်တယ်ကဒီရုပ်မှာဖြစ်တာဖြစ်နည်းတွေလည်းဝေဒနာဖြစ်နေရုပ်ဝေဒနာနာမ်ဝေဒနာကိုလည်းနားလဲပါအဲဒီတော့ဒီစိတ်ရစဉ်မှာဘုံဘုံတော့အခုမင်္ဂလာလားရှာကြတာအဲဒီတော့လာတွေ့လိမ့်မယ်အတိုက်တနဲ့အခန္ဓာတွေ့တော့မှဒီသဘောတွေနားလဲလာလိမ့်ကိုယ်တိုင်တွေ့မှကိုသိတဲ့တရားတွေဘုံဘလောက်ဟောသဘောတွေဘလောက်ပေါ့မလွတ်ပါဘူးကိုယ်တိုင်ရှင်းပြီးတော့ကိုယ်တိုင်ဒုက္ခသစ္စာကိုမြင်မှသိတဲ့ကိစ္စဖြစ်နေတယ်ဒီတရားတွေကဘုံဟောလိုက်လို့သဘောပေါက်တာသဘောပေါက်တာဆိုရှိတယ်တကယ်လွတ်ပြမလွတ်သေးဘူးကုသိုလ်တော့ရတာပေါ့တရားတော့ရှိတာပေါ့ဒါနဲ့တကယ်သဘောပေါက်ရင်အဲ့ဒီပေါက်တယ်လို့ဖြစ်ရလားလို့ကိုယ်ကိုကြည့်မဖြစ်သေးခြင်းအောင်ဆက်ခြင်းအဲ့ဒါလို့ရှင်းတဲ့တော့မှမြင်လိုက်တဲ့အစင်းပေါ်မှာမျက်စိနဲ့အစင်းနဲ့တိုက်လိုက်တဲ့ပေါ်မှာအရင်တော့ဒေါသဖြစ်တယ်အခုဒေါသမဖြစ်ရင်ဒါမင်္ဂလာမဟုတ်ဘူးလားဗျာနားနဲ့အသံနဲ့ကြားလိုက်တဲ့ပုံမှာဟာကြားတဲ့ပုံမှာဒါကြားခြင်းပြီးကြားခြင်းလောဘတွေဖြစ်တယ်အဲ့ဒါကြားတဲ့ပုံမှာဒီကြားခြင်းတဲ့စိတ်ကလေးကြားတဲ့အတိုင်းပဲဖြစ်ပြီးပြည့်သွားတာပြီးတော့လောဘစိတ်ဖြစ်ပါတော့မဖြစ်တာဒီကမင်္ဂလာပေါ့နော်မင်္ဂလာရှာတာဒါအခုမင်္ဂလာတွေလာရှာကြတာဟိုလောကလို့တော့လောကရဲ့အတိပေါ့လောကအတိတွေခဏဖယ်လိုက်ဘုံဘုံတော့ဟာလောကုတ္တရာအတိသိခြင်းလို့လာကျင့်ကြတော့လောကုတ္တရာလို့သိရမှာပေါ့အဲဒီတော့ခုနကတော့ဘုံဘုံပြောတဲ့ဝေဒနာကံမှာပညာနဲ့ညောင်းရင်လှုပ်ရရင်ပုတ်တဲ့အလုပ်ကဘုံဘုံမချိုက်ဒါပညာတွေနဲ့ပြေတာအရိယဘုံဖုံးသွားတာပေါ့ဒီတင်းတစ်လုံးတောင်တစ်လုံးရဲ့ဖြစ်ပြီးပြက်တာကိုသူမမြင်လဲရတဲ့အတွက်ကြောင့်မို့လို့သူအရိယဘုံဖုံးသွား။ပေါင်းညာနာတဲ့ဒူပေါင်းညာကြိုက်တယ်ခါကြီးကကြိုက်တယ်ဆိုတော့ခါဒူပေါင်းပေါင်းဆိုတဲ့ပြည့်ညက်ကြီးသူခံရတဲ့အတွက်သူပြင်လိုက်တဲ့အတွက်ဘာမှမရလိုက်ဘူး။အဲ့ဒါကဘာမှအကျိုးမဲ့ဖြစ်သွား။အဲ့ဒါကတစ်မျိုးဒါနဲ့မပြင်ရဘူးဆိုတော့ငါရှင်းမယ်ဘုရားကလည်းဟောတဲ့ဟိုလည်းဓာတုပ္ပတာသုံးမှာပထဝီဓာတုံခေါ်ရဘူးလားအနိစ္စတောပတ္တတောဇာနာတောသက္ကာယဒိဋ္ဌိပဟာနာယရှင်းသားရဘူးလားတဲ့စောင့်သိပြီးတော့တက်လာတဲ့ကောင်အနိစ္စတောဖြစ်ပြီးပြက်သွားတာကိုဇာနာတောပြဇာနဲ့ရှုပါတဲ့ဇာနဲ့ရှုခိုင်းတာရှုပါတဲ့အနိစ္စတောဖြစ်ပြီးပြက်သွားတာကိုပတ္တတောမြင်ရလို့ရှိရင်တဲ့အနိစ္စတောပတ္တတောဇာနာသက္ကာယဒိဋ္ဌိငါနာလိုက်တာငါကျင်လိုက်တာလို့ဆွဲတဲ့သက္ကာယမှားဆွဲထားတဲ့ဒိဋ္ဌိယပဟာနာယပယ်သွားမယ်တဲ့ဓာတုပ္ပတာသုံးမှရှိပြီဒါဖြင့်ပြင်ဖို့ပြောတာမဟုတ်ဒီဓာတ်တလုံးကိုဖြစ်ပြီးပြက်သွားတော့ရှုရမယ်တရားဟုတ်တယ်မလားပြင်ဖို့ပြောတာမဟုတ်ကြာကြာထိုင်လိုက်တော့အခု3နာရီထိုင်မယ်ဆိုပေါ်မှာပဲပေါ်တော့မှစိတ်ကြီးထွက်လာလိမ့်မယ်အဲ့ဒီစိတ်ကြီးရှုရမှာပဲငါနဲ့ပေါင်းတာဒီယုတ်ကြီးကိုငါနဲ့ငါယုတ်ကြီးလို့တွေ့တာခဲ့တာအခုမိမိတို့အခုတရားနာတဲ့အချိန်ကြီးဟိုးဥဝဲဆိုတာမှတ်လို့သိလာတဲ့နေရာကလည်းယနေ့ဒီယုတ်ကြီးမှာအစွဲချက်ကနာရတယ်ဆွဲချက်ကနာတာအဲ့ဒီအစွဲကြီးထုတ်အစွဲထုတ်ဖို့အတွက်အယူရင်ထုတ်ပါဒီငါနာတယ်ငါကျင်တယ်ငါကြိုက်တယ်တဘောကတော့တစ်ခါသေးတန်းကြီးပဲနှစ်ခါမသေးဘူးသိမဲ့သေးဒီယုတ်ကြီးကသိသေးသွားကြတယ်ဒီစိတ်တရားမတတ်တဲ့အခုကဘုံဘုံသတ်မှာကစိတ်တရားတတ်မှာအခုလိုစိတ်ကြီးသေးသွားမယ်လောဘဒေါသစိတ်ကြီးသေးသွားပုထုဇဉ်အသိစိတ်ကြီးသေးသွားရင်သောတာပန်ဖြစ်မှာပဲဒီမှာလည်းစိတ်ကြောင်းမှာဒီကစကားနဲ့စိတ်ကြောင်းအောင်ဘုံဘုံတို့ကျင့်ရမှာအဲ့ဒီတော့ခုနပြောတဲ့ဒီပညာနဲ့ပြင်လိုက်တဲ့ချုပ်နည်းမလုပ်ပါနဲ့ဝေဒနာတက်လာတယ်ကျင်းနဲ့တောင်းနဲ့ပြက်လာတော့ပေးတီကတ်တက်ပြီးတော့မရှိဘဲနဲ့လေ
သေးသေးကတ်တက်ပြီးတော့အတ္တနဲ့မချုပ်လိုက်ပါနဲ့တခါဖြစ်ညစ်ပြီးတော့အောင်အင်းခံပြီးတော့မချုပ်လိုက်ပါနဲ့ဒါအတ္တကြောင့်တခါအဲ့ဒီကမဟုတ်ပဲနဲ့ဒီပေါ်မှာတခါစိတ်ကလေးအာယုံတစ်ခုခုနဲ့ပေါင်းပြီးတော့ဒီရင်လည်းဒါချုပ်တယ်ဗျအကုတ်သားရေးသမီးနဲ့အိမ်နဲ့တွေးပြီးတော့ဘုံဘုံလှုပ်လှုပ်ပြီးတယ်ရင်တော့နောက်ကျတော့ဒါတွေကသင်ညာတွေအလကားနေသူတို့ဒီလိုဖြစ်ဖြစ်သွားမှန်းဒီလိုဘုံဘုံမပြောတော့ဝေဒနာဆက်လာရင်ဘုံဘုံကဒီမှာတရားဟောလိုက်ပြီစိုက်ကားနင်းတဲ့လူဆိုရင်စိုက်ကားနင်းခိုင်းလိုက်တယ်သွားနင်းနေတာပဲဒီမှာဝေဒနာလွတ်တာစိတ်ပဲဗျစိတ်တဲ့သင်ညာလိန်လိုက်တာပဲသင်ညာကိုသူ့ကိုတစ်ခုလှည့်ပေးလိုက်တော့2 နာရီ 3 နာရီထိုင်နေစိတ်ကိုလှည့်ပလိုက်သူကစိုက်ကားသမားဆိုမှအပြင်စိုက်ကားနင်းနေပဲဒီမှာတော့ရုပ်ကြီးရတာမဟုတ်ဘူးပေါ့ဒါသူဝေဒနာလွတ်တာပြန်လာဒီမှာဝေဒနာတက်တော့ပြန်နင်းတာပဲသင်ညာတွေလိန်ခိုင်းလိုက်တာသင်ညာလိန်နေမကောင်းအဲ့ဒါကလည်းဗာလဲဆိုတော့အကျိုးကျုပ်ကြီးအလကားကျုပ်မှတန်မိုးမရှိခုနအာနာပါနဇာနဲ့ချုပ်တာကတန်ဖိုးရှိလားစိတ်ကလေးနာဝေဒနာကြသွားရင်နာတိကြပေါင်းပြန်တင်ပြီးတော့ရှူတယ်ရှူတဲ့ပုံမှာဝင်လေထွက်လေပုံမှာထိစဲတိုက်စဲလေးကိုတတိထားတယ်ခါနေတာတတိလွတ်သွားတဲ့တကယ်နဲ့ဟိုပြန်ဆင်းတာပဲသူကညောင်းနေညာလေးကြီးစိတ်ကလေးပြန်တယ်လုတ်ပါဘာဝိဒတာဘဝိကတော်ဆိုတာထပ်လုတ်ပါများတော့ကိုယ်စိတ်ကလေးကိုရိပ်မိလားကိုယ်စိတ်ကလေးတော့တော့ကျန်နာမနာဆိုတာညှက်တတ်တဲ့သဘောတော့ပြည့်စုံညှက်ပါလားသူက၄ပုံဝင်ကြိုက်တဲ့ပုဂ္ဂိုလ်ကို၄ပုံကိုပဲသူမဲ့တောင်းသေတဲ့ပုဂ္ဂိုလ်တွေဘယ်ပုဂ္ဂိုလ်ပဲဆိုအပယ်၄ပါးမလွတ်ဘူးဆိုတာဒါကိုဟောတာ၄ပုံကိုမရောက်အောင်တော့ကြိုးစားရပါလိမ့်မယ်တတိ၄ပါးပေါ်မှာအဲ့တော့ဇန်နဲ့ကြည်အောင်ထားမယ်အခုသက္ကန့်ကတော့ဇန်နဲ့သွားမှညံကန်းဝင်အဲ့တော့မှညံကန်းဆိုတာဒီစိတ်ကလေးရဲ့သွားညှို့မှုတွေကိုယ်စိတ်ကလေးဖြစ်တာကိုဘယ်သူကမြင်လာမလဲညာမြင်လာအဲ့ဒီဇန်နဲ့ရှုတော့မှညံကန်းနေဝင်လာအဲ့ဒီလက္ခဏာကံကြတော့တင်းနဲ့တောင်းတဲ့ပုံမှာခံစားတယ်တော့ညှို့ခံစားတယ်ခံစားတဲ့အပေါ်မှာဒါသူကတော့ညှို့တဲ့ခံစားတာလားသိတာဘာမှမသိနိုင်သေးဘူးဇန်ကြတော့သူကအဲ့ဒီလိုစိတ်ကလေးသွားတီးရမှာမနေဘဲနဲ့တော့ညှက်တာကိုကိုယ်စိတ်ကလေးကိုတွေ့ရိပ်မိလားအဲ့ဒါဆက်ရှုတော့လာမင်းဒီနာပြီးမှနေကိုယ်စိတ်ကလေးကတော့တီးတော့လွတ်တာပေါ့ဇန်ထဲမှာနေရတော့ဇန်ပြောပြစ်တာပေါ့ညုရဏတရားတွေငြင်းပြီးတော့ဒီဇန်လေးပေါ်မှာရှုတဲ့လေရလဲပုံမဟုတ်သူ့ဘာသူရှုလို့ကြုတ်ကြီးကကြည့်လို့ရတယ်ဗျာဟုတ်ဒီခန္ဓာကိုယ်ကြီးသူ့ဘာသူရှုနေတာလဲတွေးလို့ရတယ်ဟိုအောက်ငုံကြည့်လိုက်လို့လဲတင်းနာတောင်းတာလဲငါလဲမဟုတ်ဒီရှုတာလဲပေါ်မှာလဲငါကိုရှုရတာမဟုတ်စိတ်ဟုတ်နေတာစိတ်သဘောကျစရာကောင်းဒါလုတ်ကြည့်ပါအခုငါကတော့အဲ့ဒီဇံကန်းနဲ့ပေါ့အဲ့ဒီလိုသွားရနေပြီးတော့တခါသူကဒီဇံကန်းရတာတော့ဘုံဘုံတော့ဆရာလို့သူကလက္ခဏာပြင်လိုက်ငါလူတော့ဘလောက်ပြီးရပါပြီဆိုပြီးတော့ဒီဇံကိုဖြုတ်ပြီးလိုက်တော့ဇံအားကိုတဲ့လူကဇံအားမကိုတော့ပြန်ပြုတ်ကြတာဘယ်ပေါ်ပြုတ်ကြလဲဝေဒနာကိုတင်းတဲ့တောင်းတဲ့တကြီးလေးပါပြုတ်ကြပြန်ကြမှာကြတဲ့အခါကျသူကဇံသမာဓိရတာတကတက်ရှူမယ်မရှူခိုင်းတော့အဲ့ဒီတော့မှညံပါလာအဲ့ဒီတင်းနာတောင်းတာတွေကိုအရင်ကလည်းပဲတွေ့ခဲ့တယ်အတ္တကျုံနဲ့တွေ့ခဲ့တယ်သမာဓိကျုံနဲ့တွေ့ခဲ့တယ်အခုဇံကျုံနဲ့လည်းတွေ့ရတယ်ဒါချုပ်တယ်ဆိုမချုပ်ဘူးအားကြောင့်မချုပ်တယ်လေဆိုပြီးတော့ဒီတင်းတလုံးတောင်းလုံးပေါ်မှာညံနဲ့ဥသိပြီးတော့ညံတော့နဲ့ရှုလိုက်တော့မှကောင်းခံစားတဲ့နာကိုအဲ့ဒီတော့မှညာမြင်တာဗျာအဲ့ဒီတော့မှသမုတ်စီကဒီညာဝေဒနာချုပ်သွားတယ်ချုပ်ကြီးတွေဝေဒနာချုပ်ကြီးတွေအများကြီးရှိတယ်အဲ့တော့ဘာနဲ့ချုပ်မှမသိဘဲနဲ့ဝေဒနာချုပ်တယ်ပြောလို့လည်းမရဘူးဒါပဲနဲ့အတ္တနဲ့ချုပ်ဇာနဲ့ချုပ်အနတ္တနဲ့ပဲချုပ်အဲ့ဒီလိုခုနလုံးကပြောသလိုဒီခံစားတဲ့သဘောနာကိုညာလည်းမြင်လိုက်ကြရောဒါပါလေဉာဏ်ချုပ်ပေါ့ဉာဏ်ချုပ်ချုပ်လိုက်တဲ့တည်းနဲ့တည်းမှာဒီယုတ်ကအောက်ပြန်တော့ဒီနာလည်းခံစားပါလားအောက်ပြန်နဲ့ခံစားတာသူ့သဘာဝသူ့သဘောအနတ္တပါလားဆိုတော့အတ္တပြုတ်ပြီးအနတ္တချုပ်ဖြစ်သွားရောခံစားတာကလည်းသူခံစားမှာပဲယုတ်ကအောက်ပြန်တဲ့နာကခံစားတယ်ခံစားတာလည်းငါမဟုတ်အောက်ပြန်တာလည်းငါမဟုတ်တော့ငါပြုတ်တော့ဒီမှာလည်းဒိဋ္ဌိလုံးပြုတ်သွားကိုအယူပြုတ်သွားတာပါဒါဒိဋ္ဌိပြုတ်သွားတာပဲဒါသောတာပန်ဝေဒနာချုပ်ရင်ဒါအပယ်လွတ်တယ်သောတာပန်လိုလေးပါလမ်းနေမသိလို့ကြာအဲ့ဒီတော့လမ်းသိရအောင်ဘုံဘုံဒီလောက်ပဲဟောပါမယ်အချိန်ကဘုံတို့ဒီမနေ့ပဲဆိုရင်ဘုံဘုံတို့3 နာရီဖွင့်ပေးမယ်အဲ့တော့3 နာရီကိုရနေချင်းမယ်9 နာရီကိုတော့2 နာရီမနေ့ပိုင်းကတော့2 နာရီပဲဥမာမနေ့
9နာရီသွားတဲ့အခါကျတော့အမှ3နာရီအပြည့်သွားတော့သုံးစားချိန်နဲ့ဘာနဲ့ဆိုတော့ရှာမှာဆိုလို့မနေ့ကဆိုလည်းတိတ်ပြီးတော့ပေါ်တန်တန်ဖြစ်နေတယ်ခုနှစ်ချက်ခွဲလောက်ကနေပြီးတော့လွတ်ပြီးတော့နှစ်ချက်လောက်ကပြမယ်ဆိုရင်3နာရီကပြမယ်ဆိုရင်လည်းအချိန်ကမရဘူးနှစ်ချက်ခွဲလောက်ကပြလို့ရှိရင်နှစ်ချက်ခွဲလောက်ကလွတ်လိုက်ရင်3နာရီကနေပြမယ်ဆိုလို့ရှိရင်လည်းသူက2နာရီခွဲပဲရမှာဘာမှမတူဘူးအဲဒီတော့လွတ်လွတ်လပ်လပ်နဲ့9နာရီမှာကျင့်ရမယ်တစ်ချက်နေ့ချင်းတစ်ချက်ကျင့်ရတော့ဒီမှာဟိုစပြီးတော့အထုပ်ပါကဆိုတော့အေးကြီးတွေလူလောကမှာအိတ်ကြဘုံဘုံတို့ဒီဘက်ပိုင်းကဒီလောက်မရှိဘူးဦးစင်းနေဆရာလေးတွေဒါဒီလောက်မရှိပါဘူးဒါနဲ့ရှိတဲ့လူလည်းဉာဏ်နဲ့ရှင်းရှိမှာပေါ့ဆရာလေးလည်းရှင်းမှာမရှိတာအများစိတ်ချိန်ကိုလျှော့ပလိုက်ကြဘုံလုံးအဲဒီတော့ဒကာကြီးတို့လူတွေလာခဲ့ကြတော့ဥဒ္ဒအိမ်နဲ့နေကြတော့ဒါအိတ်ချိန်နေနဲ့ဆိုတော့ငုံမယ်ဝင်းမယ်အစတော့ငါကိုငါမုံမယ်ကြောက်ကြမကြောက်ပါနဲ့ဒါမှဘုံဘုံအချိန်3နာရီကနေပြီးတော့စပြီးတော့မဖွင့်တော့ဆို3နာရီဖွင့်ပြီးတယ်အဲဒါ3နာရီခွဲရနေပြီးတော့ဘုံဘုံတို့ရှင်းမယ်5နာရီခွဲပြီးတော့2နာရီပေါ့ဒီမနက်ပိုင်းကတော့ကျန်တဲ့ကျန်တော့3နာရီပဲပေါ့နော်အဲဒါကြောင့်မလို့အခုလည်းပဲဒီလောက်ဆိုရင်ဒါဝေဒနာကန်းနဲ့စိတ်ကလေးရဲ့ညှက်ခမ်းလောက်ပါပဲဘုံဘုံလက္ခဏာကန်းဉာဏ်ကန်းလေးအတ္တကြုံတယ်လည်းမချုပ်ပါနဲ့သိခံပြီးတော့ကိုကတကယ်အရေးချင်းနေခေါ်ယူတာအရေးတက်မှအရေးချင်းခေါ်ယူတာအဲဒါကြောင့်မလို့မိမိတို့ဉာဏ်နဲ့ပေါ်ရအောင်ခဏဦးမှာဘာလို့အောင်ရှုပါအာနာပါနရှိတဲ့ဇံဦးယူလိုက်အာနာပါနဇံမရှုဘူးမှလည်းလိုက်မယ်ဆိုရင်လိုက်ရတယ်ဒါပေမဲ့တကယ်တမ်းကျတော့နိုင်ရင်တော့ကောင်းတယ်မနိုင်လို့ရှိရင်အထက်မှာစိတ်ကမှုနှောက်လို့ခန္ဓာထဲမှာဒီယုတ်ကြီးကိုသူကမျိုးမျိုးအကြောင်းလုပ်လိုက်မယ်ဘာဖြစ်လို့ညာဖြစ်လို့လုပ်မယ်စိတ်ကလုပ်လိုက်မယ်လုပ်လို့ဘဝတစ်ခုမှာတစ်ခါတည်းသေးတာနှစ်ခါသေးတဲ့လူတရားမှမရှိဘူးဒါပေမဲ့လူတွေသေးတာဒီဘာသေးဆိုရုပ်ကသေးသေးသွားတာစိတ်ကမသေးဘူးကြာဒီဘဝဒီယုတ်ကြီးထားဖို့ကနောင်ဘဝသွားပြန်အဲ့လိုနဲ့သံဃာလဲနေတဲ့စိတ်အခုကဘုံဘုံလို့စိတ်သေးအောင်လုပ်တာလူတွေကဒီစိတ်ကြီးသေးသွားရင်ဒီယုတ်ကြီးကသေးတယ်ကျန်တာမဟုတ်ဘူးဒီမှာဒိဋ္ဌိကိုသိနေတဲ့စိတ်အဲ့ဒီဒိဋ္ဌိကိုသိတဲ့စိတ်မသေးလို့ရှိရင်သံဃာလဲအောင်မယ်၄ဘုံမှာသွားကြရအောင်အဲ့ဒီစိတ်သေးသွားအောင်အခုစကားကဘုံဘုံစိတ်ကူလာလည်းမဲပြအလုံးအဲ့တော့လက်ဥချီပါအချိန်မရှိတော့ဘုံဘုံလည်းသိချက်ရှင်းပေးကြပါတတိတိတော့ရှင်းသွားမှာကဲနမောတတ္တသု